Hello guys, အသေးကွဲနဲ့ brother လို့ရှိတာရှင်း brother ချင်းပို့ဆိုပြမယ် okay ဒါကတော့အသေးကွဲနေတဲ့ခေါ်ရရတော့ okay แต่